တမျိုးရှမ်းပြည်ရတငယ်ချင်းပထမရတဲ့တငယ်ချင်းတက်လဲဝမ်းသာတယ်။ဘာဖြစ်ဖြစ်ကိုတမတ်နဲ့ဒီဒုတိယဆုရသွားရဲဆိုပေမဲ့နည်းနည်းတော့ဝမ်းနေမိတယ်။ဒါပေမဲ့ပါတုဒရရဲဆိုတော့အရန်ကိုပျော်မိပါရဲ့ရှင့်။ဟုတ်တယ်တမတ်သေးဆိုတော့အော်ငါဖေနေများအားနေသွားလဲဘာဖြစ်သူကောင်းဆုံးကြိုးစားလို့နေမှာကိုဒါကိုရနိုင်တဲ့အကောင်းဆုံးကြိုးစားပေးလာမို့ဆိုရင်ကောင်းမဆိုမှချိုက်တယ်ဘူတင်လာမို့ဆိုရင်ကောင်းမဆိုမှချိုက်တယ်လာမို့ဆိုရင်ကောင်းမကိုပဲရွေးချယ်ဒီဆုံးလာမို့ဆိုရင်ကောင်းမကိုပဲရွေးချယ်မှုဆိုရဲ့စိတ်ကလေးနဲ့ပဲဖြည့်သိမ့်ပါရဲ့ရှင်ဟောတမတ်ထဲနဲ့တော့ညီမလေးရဲ့ဟိုဘယ်လိုလဲဆိုတော့ဝမ်းတော့ဝမ်းနေတယ်ဒါပေမဲ့ရသွားတဲ့ကလေးတွေအတွက်လည်းကျင်းတယ်လေကလေးတိုင်းကကြိုးစားလာကြတာဒီပဲလေကျင်းနေပါရဲ့သမီးတို့ကြိုးစားတဲ့အခါမှာလေဒီလိုကိုကြိုးစားခဲ့တာပေါ့နော်ဟုတ်ရတယ်ဟုတ်ပါနော်ကျင်းနေပါရဲ့ရှင်ဘာစုရရဒါကိုအကောင်းဆုံးကြိုးစားရဲ့အကောင်းဆုံးစုလို့ပဲတတ်မှတ်ပါရဲ့ရှင်